20China Today Magazine မှာအချမ်းရဲ့ကြည်နူးပျော်ရွှင်တရုတ်ပညာတော်သင်ဆိုတဲ့ခေါင်းစဉ်နဲ့ဒီဆောင်းပါးလေးကိုထည့်သွင်းဖော်ပြထားတာကိုဒီနေ့တငယ်ချင်းတို့ကလာပြတဲ့အတွက်ကြောင့်မလို့ဒီဆောင်းပါးလေးကိုမတရားအနေနဲ့တင်ထားခြင်းလို့အချမ်း blog လေးပုံစံရိုက်လိုက်တယ်ပေါ့နော်ဒီဆောင်းပါးလေးကိုအချမ်းရေးပြခဲ့တာက2020ခုနှစ်တရုတ်ကနေပြန်လာကြရပေါ့အဲ့တုန်းကကိုဗစ်ကာလအတွင်းဆိုတော့ကြတော့ line မော်ကနေဆောင်းပါးပြိုင်ပွဲလေးတစ်ခုပေါ်လာခဲ့တယ်ကိုကလည်းတရုတ်ကပြန်လာစားဆိုတော့ကိုတွေ့ကြုံကိုမတရားတင်ဆက်ထားခြင်းတာတော့ဒီပြန်မဝင်ဖို့ရအတွက်ရောကောက်ပြီးတော့ရေးပြလိုက်တယ်ဖြစ်ချင်တော့အဲ့ပြန်ပွဲကမပြိုင်ဖြစ်လိုက်ဘူးသူတို့ဘက်က cancel ဖြစ်သွားတာပေါ့နော်အဲ့ဒါကလည်းအဲ့ချိန်တော့ကိုယ့်ရဲ့ဒီကံကောင်းမှုတစ်ခုဆိုတာမသိခဲ့ဘူးဒီဆောင်းပါးလေးကိုမပြိုင်ဖြစ်လဲငါအမတ်တရားတင်ထားလိုက်မယ်ဆိုပြီးတော့ပဲဆက်တင်ထားဖြစ်ခဲ့တယ်2023ခုနှစ်မှာကအချိန်ရန်ကုန်တက်လာတော့ပေါ့ဒီ China Media Group နဲ့တရုတ်မြန်မာတန်ယုံကနေပြီးတော့ဦးစီးကျင်းပါတယ်မမီဆွဲထင်တရုတ်ခီးစဉ်ဆိုတဲ့ပြိုင်ပွဲမှာဝင်ပြီးတော့ပြိုင်ခဲ့တယ်ပေါ့အားလုံးရဲ့ဒီ vote ပေးမှုကြောင့်မို့လို့ Brighton နှစ်သက်ဆုံးစုရခဲ့ပြီးတော့ဒီ2024ခုနှစ်မှာမြန်မာနိုင်ငံအခြေစိုက် China Media Group ပေါ့ CMG နဲ့တရုတ်မြန်မာတန်ယုံပူးပေါင်းရိုက်ကူးတဲ့ talk show အစီအစဉ်လေးမှာပါဝင်ခွင့်ရခဲ့တယ်မြန်မာနိုင်ငံရဲ့ YID Channel နဲ့တရုတ်နိုင်ငံဘေကျင်းမြို့တော်အခြေစိုက် International Media တစ်ခုဖြစ်တဲ့ CGT and China Global Television Network မှာလည်းထုတ်လွှင့်ပြသခဲ့တယ်ဒီဆောင်းပါးလေးတစ်ပုဒ်ကစာရေးရဝါနာပါတဲ့အချမ်းကိုရှေ့ဆက်ဖို့တွန်းအားတစ်ခုဖြစ်စေခဲ့တယ်လို့ရေစက်တစ်ခုရှိလို့သွားခွင့်ရခဲ့တဲ့တရုတ်နိုင်ငံနဲ့ကိုယ့်ရဲ့ကြားကအမတ်တရားအဖြစ် milestone မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်ပေါ့တရုတ်နိုင်ငံကိုပြန်မသွားဖြစ်တော့ဘဲနဲ့ဒီစီးပွားရေးဘက်မှာပဲစောက်ချလုပ်ဖြစ်တော့မဲ့အချမ်းတော့လေနောက်ဆုံးမှတ်တရားအကောင်းကြီးတစ်ခုအနေနဲ့လည်းကြံရစ်ခဲ့တယ်ပေါ့အချမ်းမှာအခွင့်အရေးနောက်ထပ်တစ်ခုရခဲ့မယ်ဆိုလို့ရှိရင်တော့တရုတ်နိုင်ငံကိုလည်းအပတ်ခရီးတွေပါသွားကျင်သေးတယ်ဒါပေမဲ့အကြောင်းတက်တော့မသွားဖြစ်တော့ဘူးပေါ့ဒါကြောင့်မလို့လေဒီ blog လေးကိုအချမ်းကအမတ်တရားအနေနဲ့သိသိထားနေတဲ့အတွက်ကြောင့်မို့လို့ရိုက်လိုက်တာပေါ့နော်ချမ်းရဲ့ဒီရှေးဘဝတဝက်မှာကြတော့ပညာနဲ့ဂုဏ်နောက်ပဲလိုက်ခဲ့ရဆိုအခုအချမ်းကတခြားအိမ်မလေးလည်းရှိနေရဖြစ်တဲ့ကြောင့်မို့လို့ဒီဥစ္စာလေးကတရုတ်နိုင်ငံနဲ့အချမ်းနဲ့ရဲ့နောက်ဆုံးအမတ်တရားလေးဆိုလို့ရှိရင်လည်းမမအောင်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲအဲ့တော့အချမ်းရဲ့ဒီ blog လေးကိုဆက်ရှိနေကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye